မင်္ဂလာပါရှင်။စင်ကာတွန်း channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။တခါတော့ကတောနံကြီးတစ်ခုရဲ့ရေကန်ဘေးမှာဇီးကွက်တစ်ကောင်ဟာညက်ရည်တွေကျပြီးရှိုက်ကြီးတငယ်ငိုကြွေးနေပါတယ်။သူ့ရှိမှာတော့ရောင်စုံရောင်ကြီးတွေဖျားထွက်ပြီးတောက်ပနေတဲ့ထူးဆန်းတဲ့ကြောင်တုံရှိနေပါတယ်။အဲ့ဒီအချိန်မှာရသေးကြီးတစ်ပါးကဇီးကွက်ကိုဒေါသတကြီးစိုက်ကြည့်နေပါတယ်။တပည့်တော်ကိုခွင့်လွှတ်ပေးပါရသေးကြီးလို့ဇီးကွက်ကတောင်းပန်နေ။ဒါပေမဲ့ရသေးကြီးကမင်းကခွင့်လွှတ်ဖို့မထိုက်တန်ဘူး။မင်းအပြစ်ပေးခံရမယ်လို့မိန့်ကြားလိုက်ပါတယ်။ဇီးကွက်ကကြောက်ရတဲ့ကြားနဲ့ဒါဆိုတပည့်တော်အဲ့ဒီလူသားကိုဘလို့ခွဲခြားသိနိုင်မလဲရသေးကြီးလို့မေးတဲ့အခါရသေးကြီးကပြုံးရင်းနဲ့ဒီကြောက်တုံးကိုတေချာဆောက်ရှောက်ပါလူသားတွေရဲ့အကျိုးအတွက်အသုံးချမဲ့စိတ်ရင်းကောင်းတွေလက်ထက်ရောက်မှသာမင်းကျိန်စာကလွတ်လိုက်မယ်။အဲ့ဒီလူဟာဒီကြောက်တုံးနဲ့ဘယ်အရာကိုပဲထိထိအဲ့ဒီအရာကရွှေဖြစ်ပြောင်းသွားလိမ့်မယ်။အဲ့ဒီအချိန်ထိမင်းဒီကနေထွက်သွားလို့မရဘူးလို့ပြောပြီးအလင်းနဲ့နေနဲ့တူပျောက်ကွယ်သွားပါတယ်။ဒီလိုနဲ့တာယာကုန်းရွာလေးတွေ့ရမှာကိုကျော်နဲ့ကိုအေးဆိုတဲ့ညီကိုနှစ်ယောက်ရှိပါတယ်။ကိုကျော်ကအကိုကြီးဖြစ်ပြီးကိုအေးကတော့ညီငယ်ပါ။ဒီနေ့မှကိုကျော်အိမ်ပြန်ရောက်တဲ့အခါသူဇနီးမတ်ဖြူကရှင်ဘာလို့ရှင့်ညီကိုဒီကနေမောင်းမထုတ်တာလဲ။ရှင့်ဖေကမတရားဘူး။အိမ်ကောင်းတဲ့လေကောင်းကိုကိုအေးကိုပေးခဲ့ပြီးကျမတို့ကတော့အိမ်ဟောင်းနဲ့မြေညက်နေပေးခဲ့တယ်။ကိုအေးကိုမြင်တိုင်းကျမရင်ထဲမှာမီးတောက်နေတာပဲလို့မက်ဖြူကပြောလိုက်တယ်။ကိုကျော်ကလည်းငါလည်းမကျင်တတ်ပါဘူး။ဒါပေမဲ့အဖေကအမွေကိုတဝက်စီခွဲပေးသွားတာဆိုတော့ငါဘာမှလုပ်လို့မရဘူးလေလို့ပြန်ပြောပါတယ်။မက်ဖြူကတော့ကျမဘာမှမသိဘူး။ရှင်တခုခုအမြန်မလုပ်ရင်ကျမဒီအိမ်ကထွက်သွားမယ်လို့ယောက်ျားဖြစ်သူကိုချင်းချောက်လိုက်ပါတယ်။တကယ်တော့သူတို့ဇနီးမောင်နှံဟာလောဘကြီးပြီးကိုအေးရဲ့အမွေတွေအားလုံးကိုလိုချင်နေကြတာပါ။တစ်ဖက်မှာလည်းကိုအေးကအိမ်ပြန်ရောက်တဲ့အခါသူဇနီးမလှကစိုးရိမ်တကြီးပြောပါတယ်။ကိုအေးအကိုကြီးရဲ့မိန်းမကကျမကိုမြင်တိုင်းမျက်နှာဆူပုတ်နေတာပဲ။ရွာလူကြီးကလည်းပြောတယ်။အကိုကြီးကရှင့်အကြောင်းမကောင်းတွေရှောက်ပြောနေတယ်တဲ့။ကိုအေးကသူတို့မကျင်နဲ့ရင်သူတို့ပဲထွက်သွားတင်တာပေါ့။ငါတို့ကဘာလို့ထွက်သွားရမှာလဲလို့ပြန်ပြောခဲ့ပါတယ်။နောက်တနေ့မှာကိုအေးကရွာလူကြီးစီသွားမေးလိုက်တယ်။ရွာလူကြီးကအလေးနဲ့စိုက်ကြည့်ပြီးကိုအေးမင်းကစူးစားလို့မင်းရဲ့ဖေကမင်းကိုအမွေကောင်းတွေပေးခဲ့တာဒါကိုမင်းရဲ့ကိုကျော်ကမကျင့်တတ်ဘူးမင်းရဲ့အကိုကိုသတိထားပါသူကရွာကမြေရှင်ကြီးနဲ့ပေါင်းနေတာမြေရှင်ကြီးနဲ့ပေါင်းတဲ့သူကလူကောင်းမဟုတ်ဘူးသူတို့ဇနီးမောင်နှံဘလောက်လောဘကြီးလဲဆိုတာတွေ့ရလုံးသိကြတယ်သူကမင်းကိုဒုက္ခပေးဖို့စူးစမ်းလိုက်မယ်လို့သတိပေးလိုက်ပါတယ်တစ်ဖက်မှာလည်းဇေယဝရီတိုင်းပြည်မှာဘီရင်ကြီးပြက်မတ်တက်မင်းကြီးဟာနန်းတင်ခုံပေါ်မှာစိတ်ပူပန်နေပါတယ်အဲ့ဒီအချိန်အမတ်ကြီးရောက်လာပြီးဘန္နာတိုက်ကိုလိုက်ကြည့်ဖို့ပြောပါတယ်အရှင်မင်းကြီးနန်းတွင်းဘန္နာတိုက်ကရွှေတဝက်ကျော်ကုန်နေပါပြီလို့ပြောတဲ့အခါဘီရင်ကြီးကစိတ်ပြတ်သွားပါတယ်ဒါငါသားတော်တိတ်တိမင်းသားရဲ့အပျော်ပါးတွေကြောင့်မင်းအခုသူဘယ်ရောက်နေလဲလို့မေးတဲ့အခါအမတ်ကမင်းသားလေးကမထွက်ခွာခင်မှာရတနာတိုက်တစ်ခုကိုတွေ့ထားတယ်အဲ့ဒါကိုယူပြီးမှပြန်လာမယ်လို့ပြောသားပါတယ်လို့ပြန်ဖြေလိုက်ပါတယ်ဘီရင်ကြီးကသားတော်ကိုချက်ချင်းပြန်ရှာခိုင်းလိုက်ပါတယ်တနေ့မှာကိုအေးရဲ့ဇနီးမက်လာဟာရုတ်တရက်အပြင်းထန်ချောင်းဆိုးပြီးသတိလစ်လဲကျသွားပါတယ်။ကိုအေးကဆေးစီယာစီအပြေးလွှားသွားခေါ်တဲ့အခါမင်းဇနီးမှာယောဂကြီးနေပြီးမြို့ကဆေးစိမ်မှာပဲရနိုင်တဲ့ဆေးမြစ်တွေလိုအပ်တယ်။အဲ့ဒါတွေဝယ်ဖို့ရွှေရင်းက20ဘိုးလောက်ရှိတယ်။အဲ့ဒီငွေသားမရှိရင်မိမအသက်အန္တရာယ်ရှိရလို့ဆေးဆရာကပြောလိုက်ပါတယ်။ကိုအေးငိုနေတော့မှကိုကျော်ကရောက်လာပြီးဟန်ဆောင်ကကူညီဖို့ပြောရင်းနဲ့ညီလေးမင်းအကိုရှိသေးတယ်မပူပါနဲ့လို့ပြောပြီးမြေရှင်ကြီးစီခေါ်သွားပါတယ်မြေရှင်ကြီးကလှဲ့ခွက်နဲ့စာရွက်အလွတ်ပေါ်မှာလက်ပွေနှိပ်ခိုင်းပြီးအတိုးနဲ့ရွှေရင်းက25ပြားပြန်ဆက်ရန်အတွက်စာချုပ်ချုပ်လိုက်ပါတယ်ကိုအေးကငွေတွေကိုယူပြီးမြို့ကိုသွားတဲ့လမ်းမှာဓမြတယောက်ကတားပြီးငွေတွေကိုလူယူသွားပါတယ်ကိုအေးငိုပြီးတော့ကိုကျော်စီပြန်လာပြောပြတော့ကိုကျော်ကအိမ်ပြန်သားဖို့ချုံမနှုတ်လိုက်ပါတယ်တကယ်တော့အဲ့ဒီဓမြကကိုကျော်ကိုယ်တိုင်မှာပဲကိုကျော်ကမြေရှင်ကြီးစီငွေတွေသွားအပ်ပြီးအခုစာရွက်မှာငါရေးလိုက်ပြီးတပတ်အတွင်းငွေမဆက်ရင်အိမ်နဲ့လေယာအားလုံးငါအပိုင်ဖြစ်မယ်လို့မြေရှင်ကြီးကပြောပါတယ်သူတို့နှစ်ယောက်ကိုအေးစီသွားပြီးကိုအေးအဲ့ဒီဓမြကငါပဲငါမင်းအိမ်နဲ့လဲကိုလိုချင်လို့အကွက်ချခဲ့တာလို့အမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်ကိုအေးဟာအားကိုးရမဲ့ပြီးတောထဲကရေကန်ဘေးမှာသွားပြီးထိုင်ငိုပါတယ်အဲ့ဒီမှာရောင်စုံတောက်ပနေတဲ့ကြောက်တုံးကိုတွေ့ပြီး
ကိုအေးတယောက်ကြောက်ခဲလေးတစ်လုံးနဲ့ပြစ်ပေါက်လိုက်တဲ့အခါအဲ့ကြောက်ခဲကရွှေဖြစ်သွားပါတယ်အဲ့အချိန်ဇီးကွက်ကပြန်လာပြီးဒီကြောက်တုံးကိုယူသွားပါဒါပေမဲ့လူသားတွေရဲ့အကျိုးအတွက်ပဲသုံးပါရာနဲ့ချီရဲ့လူတွေဒါကိုထိခဲ့ပေမဲ့မထူးခြားခဲ့ဘူးအခုမင်းထီမှထူးခြားတာကမင်းရဲ့စိတ်ထားကရွှေလိုပဲစင်ကြယ်လို့ပဲလို့လူစကားနဲ့ပြောလိုက်ပါတယ်ကိုအေးဟာအဲ့ကြောက်တုံးကိုယူပြီးသူ့ဇနီးကိုအရင်ဆုံးဆေးကုပေးခဲ့တယ်လို့ရွာကစင်းရဲသားတွေကိုလည်းကူညီပေးပါတယ်မကြခင်မှာပဲသူဟာအိမ်ကြီးအိမ်ကောင်းနဲ့နေထိုင်နိုင်လာပြီးတော့အလူတန်းတွေရဲ့ရောလုံနိုင်လာပါတယ်ကိုအေးချမ်းသာလာတာကိုကိုကျော်တို့သိသွားပြီးဘရင်ကြီးစီကိုသွားတိုင်ပါတယ်ကိုအေးစီမှာအရာအလုံးကိုရွှေဖြစ်စေတဲ့ကြောက်တုံးရှိရလို့ပြောလိုက်ပါတယ်ဘရင်ကြီးကကိုအေးနဲ့သူ့ဇနီးကိုဖမ်းဆီးခံလိုက်ပါတယ်နန်းတော်ရောက်တော့ဘရင်ကြီးကကြောက်တုံးကိုသိမ်းယူပြီးဆန်းသတ်ပေမဲ့ဘာမှမဖြစ်ပါဘူးဒါနဲ့ကိုအေးကိုကိုင်လိုက်ပြီးဘရင်ကြီးရဲ့ဓာတ်ကိုထိလိုက်တဲ့အခါဓာတ်ကရွှေဓာတ်ဖြစ်သွားပါတယ်ဘရင်ကြီးကဇီးကွက်ကိုလည်းဖမ်းလာခိုင်းပါတယ်ဇီးကွက်ကလူစကားပြောတဲ့အခါဘရင်ကြီးအံ့ဩသွားပါတယ်ရုတ်တရက်အလင်းတန်းတွေထွက်လာပြီးဇီးကွက်ကနေမင်းသားလေးဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီမင်းသားဟာဘရင်ကြီးရဲ့သားတော်တိတ်ထိမင်းသားမင်းရဲ့ဖြစ်နေပါတယ်ခမဲတော်ကျွန်တော်မျိုးကြောက်တုံးကိုလောဘတက်လို့ရသေးကြီးကဇီးကွက်ဖြစ်ကျင်းစာတိုက်ခဲ့တာပါစိတ်ရင်းကောင်းတဲ့ကိုအေးကလူသားတွေအတွက်အသုံးချလိုက်လို့အခုကျွန်တော်ကျင်းစာပြေသွားပါပြီလို့မင်းသားကရှင်းပြပါတယ်ဘရင်ကြီးဟာနောက်နောက်ရပြီးကိုအေးကိုဒုတိယသားတော်ဖြစ်သတ်မှတ်ခါချီးမြှောက်လိုက်ပါတယ်ကိုကျော်သူ့မိမမတ်ဖြူနဲ့မြေရှင်ကြီးတို့ကတော့အရှက်တကွဲနဲ့ဘရင်ကြီးကနန်းတော်တွေကနေမောင်းထုတ်လိုက်ပါတယ်ဒီပုံမြင်လေးကနေရရှိတဲ့သင်ခန်းစာကတော့လောဘကြီးသူဟာနောက်ဆုံးမှာပျက်စီးခြင်းကိုသာရရှိပြီးတော့စိတ်ရင်းကောင်းတဲ့ကိုအေးလိုလူမျိုးကတော့ဘလို့အခက်ခဲနဲ့ပဲကြုံရပါစေနောက်ဆုံးမှာတော့အောင်မြင်ချမ်းသာမှုကိုရရှိမှာပဲဖြစ်ပါတယ်ရှင်ခလေးတို့လည်းကိုအေးလိုစိတ်ထားကောင်းသူတွေဖြစ်အောင်ကြိုးစားကြနော်နောက်ထပ်ပုံမြင်အသစ်လေးတွေလည်းဆက်လက်တင်ဆက်ပေးဦးမှာမို့လို့ဇင်ကာတွန်း channel လေးကို subscribe လုပ်ပေးကြပါအောင်ရှင်